ဒီယာကခရီးရည်အတွက်ပဲမဟုတ်ဘူးအားလုံးမင်္ဂလာပါကျွန်တော်တို့ဂျုံပဲဖြစ်ပါတယ်ဒီနေ့မှာတော့လူတိုင်းတက်ဖြစ်တဲ့အရာတစ်ခုအကြောင်းကျွန်တော်တို့လေ့လာကြည့်အောင်လူတော်များများတွေးမိကြလိမ့်မယ်တမန်ကျမ်းစာတွေဖရားရဲ့မြတ်တာတွေဆိုတာကခရီးရည်အတွက်ပဲငါတို့အတွက်မဟုတ်ဘူးဆိုပြီးတော့ပေါ့လေဒါပေမဲ့နှုတ်ကပတ်တော်ကတော့တေချာပြောပြထားတယ်ဖရားရဲ့မြတ်တာကလူတိုင်းအတွက်ဖြစ်တယ်တဲ့ဒီမြတ်တာအကြောင်းထင်ရှားတဲ့အကြောင်းအရာတွေအများကြီးရှိပေမဲ့ခရစ်တော်ကိုယ်တိုင်ကဘယ်လိုမျိုးပြသခဲ့လဲဆိုတော့ကျွန်တော်တို့ကြည့်ကြရအောင်ယေရှုခရစ်တော်ဟာဆိုရင်ရှမာရိမိန်းမကိုကျင့်တော်စကားပြောခဲ့တယ်။တက်ရည်ကိုတော့ကမ်းလှမ်းခဲ့သေးတယ်။အခွန်ကန်တွေအခွန်ကောင်းတွေပြစ်ဒဇာတွေစင်းရဲနှံပါသူတွေလူမျိုးတွေအဲ့လူတွေကိုကုသပေးခဲ့တယ်။ကျင်နာမှုတွေပြခဲ့တယ်ပြောဆိုဆက်ဆံခဲ့တယ်။ဒါတွေကိုမေတ္တာပြပါတယ်လို့ဘာကြောင့်ပြောနိုင်ရတာလဲဆိုရင်သခင်ရှုခေတ်ကာလAD 30ဝန်းကျင်ကပေါ့နော်။အဲ့အချိန်တုန်းကဆိုရင်ယူရလူမျိုးတွေကရှမာရိလူမျိုးတွေကိုခွေးလိုပဲမှတ်တယ်။ဂျွန်နဲ့အရန်မုန်းတယ်။ပြီးတော့ယူရလူမျိုးတော်တော်များများကယူရလူမျိုးမဟုတ်သူတွေနဲ့ရင်းနှီးတဲ့ပေါင်းဖော်မှုမျိုးတွေမလုပ်ဘူး။တအိမ်ထဲမဝင်ဘူး။အတူမစားမတောက်ကြဘူးဒါပေမဲ့သခင်ယေရှုကတော့အဲ့လိုမျိုးလူထုံးတန်းစင်လာတွေကိုကြော်လွန်ပြီးတော့ပေါင်းဖော်ခဲ့တယ်မေတ္တာပြခဲ့တယ်ဒါကြောင့်မလို့ရှင်ယောဟန်ခရစ်ယာန်ခန်းကြီး3ငယ်16ကနေ19မှာဆိုရင်လောကီသားတွေကိုချစ်ပြီးတော့ကယ်ဖို့အတွက်ကြွလာတယ်လို့ပြောထားတယ်ခရစ်ယာန်တွေလို့မပြောဘူးပြည့်ညက်တရားကိုနာခံဆောက်ရှောက်တဲ့သူတွေလို့မပြောထားဘူးလောကီသားတဲ့လောကီသားဆိုတော့လောကမှာရှိတဲ့ကျွန်တော်တို့သားအားလုံးကိုပြောတာဖြစ်တယ်ဒါကြောင့်မလို့ဒီဖရားရဲ့မေတ္တာကယ်တင်ခြင်းတွေကပြည့်ညက်တရားတွေမရောတဲ့ကျေးဇူးတော်ဖြစ်ပြီးတော့လူတိုင်းအခမဲ့ခံစားနိုင်တယ်ခံစား권ရှိတဲ့အရာဖြစ်တယ်ဆိုတော့ကိုဒီနေ့ဒီဗီဒီယိုအားဖြင့်ငါပေးချင်ပါတယ်